ထိုင်းစာမှာအတန်တုံးက9မျိုးရှိရယ်အတန်တုံးက9မျိုးရှိရယ်အဲ့ရပါတယ်ဆိုရင်နံပါတ်1ကမစ်တုံးကကြတော့သူကတန်ပြေအတန်ကအလေမှာပဲအလေကောင်းမှာပဲဖြစ်တယ်ဒီလိုမျိုးလေးမှတ်လို့ရတယ်တင်ဂီတာမရှိဘူးကိုအားကာအဲ့လိုမျိုးအတန်မျိုးပေါ့နော်အတန်အလေမှာပဲရှိရယ်နံပါတ်2ကကျတော့လိုတုံးကကျတော့တန်နေလို့လည်းပြောလို့ရတယ်သူ့ရဲ့အတန်သူ့ရဲ့တင်ဂီတာကကျတော့မိုက်သူ့ကိုမိုက်လို့ခေါ်ပြီးတော့သူ့ရဲ့တင်ဂီတာဒီလိုတုံးလေးပေါ့နော်သူ့ရဲ့နာမည်ကမိုက်သူ့ရဲ့အတန်ကကျတော့ဒီလိုပြက်ကြဝိုင်းအတန်ဖြစ်တယ်ကောအားကာမိုက်ကာအတန်ကအောက်ကိုကျသွားတယ်အတန်လိုထုံဘလို့ရှိရင်နောက်ထပ်နံပါတ်3ကကျတော့ falling tone အတန်ဖြစ်တယ် falling tone ကိုကျတော့တက်ကြတန်လို့ခေါ်လို့ရတယ်သူ့ရဲ့အတန်ကျတော့ဒီလိုတက်ပြီးမှကျသွားတာသူ့ရဲ့အတန်တင်ဂီတာကမိုက်ထိုသူ့ရဲ့အတန်တင်ဂီတာဒီလိုလေမိုက်ထိုကောအားကာမိုက်ထိုကတက်ပြီးမှကျသွားတာသူက falling tone ပြီးတော့နံပါတ်4ကကျတော့ high tone အမြင့်တန်အဲ့ဒီဟာကိုကျတော့သူ့ရဲ့တင်ဂီတာမိုက်3ကောအားကာမိုက်3အဲ့လိုအတန်မျိုးဖြစ်တယ်နောက်ထပ်နံပါတ်5ကကျတော့ rising tone ကိုကျတော့ရစ်တန်လို့ပြောလို့ရတယ်မြန်မာလိုဆိုလို့ရှိရင်လေသူ့ရဲ့အတန်တင်ဂီတာကျတော့အပေါင်းလက္ခဏာလေးသူ့ရဲ့အတန်နမိတ်ကမိုင်းကျက်တဝါလို့ခေါ်ရဲသူ့ကိုကြတော့သူကကျတော့ကောအားကာမိုင်းကျက်တဝါကာအဲ့လိုအတန်မျိုးကာဆိုရဲအရင်ဆုံးကအမြင့်တန်မှရှိပြီးတော့နည်းနည်းလေးပြန်တက်သွားကာအတန်5မျိုးကကြတော့ပြန်ဖတ်ပြမယ်နော်ကာအဲ့ဒီအတန်မျိုးဖြစ်တယ်ဒါဆိုရပြီပေါ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye အိုင်းစာရဲ့အသက်2မျိုးကိုပြပေးမယ်အဲ့ဒီအသက်2မျိုးကအသက်တည်နဲ့အသက်ရှင်လို့သတ်မှတ်လို့ရတယ်အသက်တည်လို့သတ်မှတ်တာဖြစ်တဲ့အတွက်သူဒီအတန်ဒီပြတ်ကျသွားရဲ့အတန်လည်းတည်သွားရဲ့အသက်ရှင်ဒီအတန်ရှင်ဖြစ်တဲ့အတွက်အတန်ကဆက်ဆွဲတယ်ဆက်သွားတယ်လို့အဓိပ္ပာယ်ရတယ်အသက်တည်မှာအသုံးများတဲ့အသက်တည်က3လုံးရှိရဲ့အဲ့ဒါတွေကကောဒေါဘောအသက်ရှင်မှာအသုံးများတဲ့အသက်ရှင်5လုံးရှိရဲ့အဲ့ဒါတွေကနော်မောဝောယောငောဒီ5လုံးဖြစ်တယ်ဒီဟာတွေကသူ့ရဲ့အတန်ထွက်နီးစနစ်လည်းရှိသေးရပေါ့နော်ဒီနေရာမှာနောက်ထပ်ပြောချင်တာအသက်တည်မှာပြောင်းလဲထွက်ရမယ်အတန်ကြီးရှိရဲ့အဲ့ဒါတွေကဒီခေါ်3လုံးပေါ့ခေါ်ခါရဲ့ခေါ်ခွန်းရဲ့ခေါ်ရခန်းရဲ့ကိုတွေ့လို့ရှိရင်တဲ့ဒီခါကွေးအတန်မထွက်ပဲနဲ့ကောအတန်ကိုထွက်ရမယ်တဲ့ပြီးတော့ဒီနောက်ထပ်ပြောင်းလဲထွက်ရမယ်အတန်တွေကဒါဒီကြောချောချောဒေါတောထောစောဓာတ်တွေကိုတွေ့လို့ရှိရင်လေဓာတ်တွေအတန်ထွက်ရမယ်တဲ့ပြီးတော့ပေါ်ဖောဓာတ်တွေကိုတွေ့လို့ရှိရင်လေဘာကုန်းဘောအတန်ထွက်ရမယ်အသက်ရှင်မှာတော့ပြောင်းလဲထွက်ရမယ်အတန်ကဒီနောတစ်လုံးပဲရှိရဲ့အဲ့နောတွေကဘာတွေကိုတွေ့ရင်ထွက်ရမလဲဆိုတော့ဝေါ်လောယောနောဒါတွေကိုတွေ့လို့ရှိရင်ဒီနောအတန်ထွက်ရမယ်နာငယ်အတန်ထွက်ရမယ်တဲ့စာမှာအရေးကြီးဆုံးကအတန်ထွက်ပုံထွက်နည်းစနစ်ကိုသိထားလို့ရှိရင်ဘလို့နေရာမှာဘလို့အတန်ထွက်ကရဲဆိုတာကိုပို့ပြီးတော့တိကျသိရတဲ့အတွက်ပို့ပြီးတော့လေအတန်ထွက်မှန်လာလိမ့်မယ်ဒီနေ့မှာထိုင်းစာရဲ့အတန်ထွက်ပုံထွက်နည်းစနစ်တွေကိုသင်မိမှာဖြစ်တယ်အဲ့ဒါကတော့ step 1အနေနဲ့ကဘာကြည့်ရမလဲဆိုရင် B class ကိုအရင်ကြည့်ရမယ်B class ကဘာလဲဆိုရင် middle class ရှိရယ် high class ရှိရယ် low class ရှိရယ်အဲ့ဒီ class 3ခုကိုအရင်ကြည့်ရမယ်အဲ့ဒီ class 3ခုကိုတွေ့ပြီဆိုလို့ရှိရင်ပေါင်းထားတဲ့ vowel ကိုကြည့်ရမယ် vowel ဆိုတာတရ short vowel လား long vowel လား
shock vowel ဆိုလို့ရှိရင်အတန်ထွက်သည် low tone အတန်ဖြစ်တယ် low tone ဆိုတာကပြက်ကြရဲ့အတန်ဖြစ်တယ်ပြီးတော့ long vowel အတန်ရှည်ရဲ့တရဆိုလို့ရှိရင်တော့ middle tone ဖြစ်တယ်သူ့ကိုတရရှည်လို့လည်းပြောရယ် middle tone ဆိုတာအတန်ပြေပြေလေးတန်ပြေဆိုပြီးတော့တော်တော်များများကမြန်မာလိုမှတ်ကြရပေါ့နော်ပြီးတော့ high class ရှိမယ် high class ရှိလို့ရှိရင် high class က short vowel က low tone long vowel ဆိုရင် rising tone long vowel short vowel ဆိုလို့ရှိရင် low tone long vowel ဆိုရင် rising tone ဒီအတန်ကရစ်တန်လို့လည်းခေါ်လို့ရရဲ့ဟာဆိုရအတန်ခေါ်အားခါအဲ့ဒီအတန်မျိုးပြောတာပြီးတော့ low class ကတော့ short vowel ဆိုလို့ရှိရင် high tone အတန်ထွက်ပြီးတော့ long vowel ဆိုလို့ရှိရင် middle tone အတန်ထွက်တယ် high vowel ဆိုတာအမြင့်တန်ဖြစ်တယ်အမြင့်ကိုတက်သွားမယ်အတန်မျိုးဖြစ်တယ်ကဲ B class ကိုကြည့်ပြီးသွားပြီ B class မှာB class ကိုကြည့်ပြီးသွားဆိုရင် step 2အနေနဲ့ကတုံးမှတ်ကိုကြည့်ရမယ်တုံးမှတ်ရှိမရှိကြည့်ရမယ်တုံးမှတ်ရှိလို့ရှိရင်တဲ့တုံးမှတ်ရဲ့စီးမြင့်အတိုင်းပဲတွားရမယ်အဲ့တုံးမှတ်ရဲ့စီးမြင့်နေရာဘာလဲဆိုလို့ရှိရင် middle class မှာ my 8ဆိုလို့ရှိရင် low tone my 2ဆိုလို့ရှိရင် falling tone my 3ဆိုရင် high tone my 7သွားဆိုရင် rising tone တဲ့တကယ်လို့ high class ဖြစ်မယ် high class မှာဆိုလို့ရှိရင် my 8ဆိုရင် low tone my 2ဆိုရင် falling tone my 3မှာမရှိဘူး my 7သွားမှာမရှိဘူးလို့သတ်မှတ်လို့ရတယ်နောက်တစ်ခုကကျတော့ low class ကကျတော့ तू ကအတန်တုံးထက်တစ်ဆင့်မြင့်တယ် my 8ကိုတခြားသူတွေက low tone လို့သတ်မှတ်တဲ့အချိန်မှာ तू က falling tone လို့သတ်မှတ်တယ် my 2ကို high tone လို့သတ်မှတ်တယ် my 3မရှိဘူးလို့သတ်မှတ်တယ် my 7သွားမရှိဘူးလို့သတ်မှတ်ထားတယ်ကဲတုံးမှတ်လေးကြည့်ပြီးသွားပြီတုံးမှတ်လည်းရှိတယ်တုံးမှတ်ရှိရင်ဒီအဆင့်နဲ့ပြီးသွားပြီစကလုံးတစ်လုံးอ่ะတုံးမှတ်မရှိဘူးတုံးမှတ်မရှိလို့ရှိရင်အနောက်ကအသက်ကိုကြည့်ရမယ်တဲ့အသက်ရှင်နဲ့အသက်သေးဆိုပြီးရှိရယ်နှစ်ခုရှိရယ်အသက်ရှင်ဆိုတဲ့အတိုင်းအတန်ရှည်တယ်အသက်သေးလို့ပြောရတဲ့အတန်ဒီပြတ်သွားရဲ့အတန်သေးတယ်လို့ပြောလို့ရတယ်ဒီမှာ middle class ဆိုလို့ရှိရင်ဒီအသက်ရှင်ဆိုလို့ရှိရင် mid tone အသက်သေးဆိုရင် low tone high class မှာကအသက်ရှင်ဆိုရင် rising tone အသက်သေးဆိုရင် low tone low class မှာကအသက်ရှင်ဆိုလို့ရှိရင် middle tone အသက်သေးကိုမှာ short vowel တရတူနဲ့ပေါင်းထားရဆိုလို့ရှိရင် high tone အတန်ထွက်ပြီးတော့အသက်သေးကိုမှာ long vowel အတန်ရှည်တဲ့ဟာနဲ့ပေါင်းထားရဆိုလို့ရှိရင် तू က falling tone အတန်ထွက်တယ်တဲ့အဲ့တော့ဒီတစ်ခုလုံးကိုခြုံငုံပြီးတော့ကြည့်ခြင်းအဖြစ်ဒီဟာဒီထိုင်းစာအတန်ထွက်ကိုကောင်းထွက်တတ်လို့ရမယ်ပေါ့နော်ဒီဟာလေးတွေကိုတခြားကြည့်ရမယ်ကဲဒါကိုအတန်ထွက်ပုံထွက်နည်းကြည့်မယ်ပေါ့နော်ဒါကဘာတန်ထွက်မလဲဆိုလို့ရှိရင် class ကိုအရင်ကြည့်ဆိုရင် step 1 class ကို B class ကိုအရင်ကြည့်တော့ဆိုတော့ဒီ middle class ဖြစ်တယ် middle class မှာဒါဒီတန်ရှည်တရအဲ့တော့တောအိုတိုးဆိုပြီးတော့ middle tone လို့သတ်မှတ်ရမယ်တောအိုတိုးပြီးရင်ဒီမှာကျတော့ကြည့်မယ် step 1ပေါ်ဆိုလို့ရှိရင် middle class ပဲ middle class မှာဒီမှာကတုံးမှတ်ပါဖြစ်တဲ့အတွက်တုံးမှတ်ကိုဒုတိယအဆင့်အနေနဲ့ကြည့်ရမယ်တုံးမှတ်ကိုဒုတိယအဆင့်အနေနဲ့ကြည့်တော့ my e middle class မှာ my e ဆိုလို့ရှိရင် low tone အဲ့တော့ပေါ်အားပါ my e ပါဆိုတဲ့အတန်ထွက်တယ်ပြီးရင်နောက်တစ်ခုကကြာတော့ဒါလည်း middle class ပဲ middle class ပြီးလို့ရှိရင်သူ့မှာတုံးမှတ်ပါတယ် my 2အဲ့တော့ falling tone အဲ့ဒါနော် falling tone ဒေါ်ဒမိုက်ထိုဒပြီးရင်ဘော middle class ပဲမိုက်ထို falling tone
บออานอบันไม่โทปันบัน